ကျွန်တော်ရောက်ရှိနေတာကတရုတ်နိုင်ငံရဲ့အထူးအုပ်ချုပ်ခွင့်ရဒေသမကောင်းနိုင်ငံမှာပဲဖြစ်ပါတယ်အခုမြင်နေရတာကတော့စိန်ပေါ်ဖျားเจ้าရဲ့မျက်နှာစာဖြစ်ပြီးတော့1835ခုနှစ်မှာမီးလောင်ကျွမ်းခဲ့တဲ့အတွက်ဖျားเจ้าရဲ့ရှေ့မျက်နှာစာကြောက်ပြားတွေပဲကြန့်ရှိတော့တာဖြစ်ပါတယ်2005ခုနှစ်မှာလည်း UNESCO ရဲ့ကမ္ဘာအမွေအနှစ်နေရာအဖြစ်လဲစိန်ရသွင်းခံခဲ့ရပါတယ်ဖျားเจ้าရဲ့ရှေ့မျက်နှာစာမှာဆိုရင်ခရစ်ယာန်ဘာသာရဲ့အကြောင်းအရာတွေကိုတရုတ်ပြည်သူတွေလက်ခံနိုင်အောင်တရုတ်ရိုးရာနဲ့ပေါင်းစပ်ပြီးတော့ဖော်ပြထားတာကိုတွေ့ရှိရပါတယ်1600ပြည့်နှစ်အစောပိုင်းတွေမှာဂျပန်ရှူကန်အစိုးရကခရစ်ယာန်ဘာသာကိုနှိပ်ကွပ်ခဲ့တဲ့အတွက်နာဂါဆာကီရှူကျူးကထွက်ပြေးလာတဲ့ဂျပန်ခရစ်ယာန်ဘာသာလက်မှုပညာရှင်တွေကဖျားเจ้าတည်ဆောက်တဲ့နေရာမှာပါဝင်ခဲ့တာဖြစ်လို့ဂျပန်အငွေ့တပ်တွေကိုလည်းခန်းစားနိုင်မှာဖြစ်ပါတယ်တရုတ်နဲ့ဂျပန်ပြည်သူ့ကလက်ရာတွေကိုပေါင်းစပ်ထားခဲ့ပေမဲ့ဖျားเจ้าရဲ့မျက်နှာစာမှာမွေးနဂါဗဟုရုပ်တစ်ခုကိုမှထွဲသွင်းထားခြင်းမရှိပါဘူးခရစ်ယာန်ဘာသာရဲ့ဗျာဒိတ်ကျမ်းအပိုင်းစနစ်မှာဆိုရင်လည်းမွေးနဂါရဲ့အကြောင်းကိုဒီလိုမျိုးဖော်ပြထားပါတယ်အဲ့ဒီစာပိုက်တွေထဲမှာမာနစိတ်တအမည်ရှိသောရှေးမွေဟောင်းလေးဟူသောငကားကြီးကို၎င်းဆိုပြီးတော့မွေးနဂါကိုစိတ်တန်နဲ့ခိုင်းနိုင်ထားပါတယ်ဒါကြောင့်ပဲဖျားเจ้าရဲ့ရှေ့မျက်နှာစာမှာငကားရုပ်ထုတွေစာချင်းသိမ်းရုပ်ထုတွေကိုပြောင်းလဲထည့်သွင်းပြသထားပါတယ်ကြောက်ပြားတွေရဲ့ဘီသူကလက်ရတွေပါဆိုရင်ဂျပန်ရိုးရာမိုးတိမ်ပုံစံရေလိုင်းပုံစံတွေတွေ့ရပြီးတော့တရုတ်ရိုးရာအနေနဲ့တရုတ်စာတွေတရုတ်ချင်သေးတွေကိုကြောက်ပြားရဲ့ရှေ့ဘက်မှာထည့်သွင်းထားတာလည်းတွေ့ရှိရပါတယ်စိန်မောဖျားเจ้าရဲ့တီဆောင်ရေးမှာနည်းနည်းဆန်ဆိုင်ပါဝင်ခဲ့တဲ့ဖာတာမက်ဒီယိုရီချီရဲ့အကြောင်းကိုလည်းခြံထားခဲ့လို့မရပါဘူးဖာတာရီချီကတရုတ်ပြည်မှာတာသနာပြုဖို့အတွက်ထူးခြားတဲ့နည်းပညာတစ်ခုကိုအသုံးပြုခဲ့ပါတယ်ခရစ်ယာန်ဘာသာကိုတရုတ်ယဉ်ကျေးမှုနဲ့လိုင်လုံးနှိမ့်ချွေမှုဖြစ်စေရန်အတွက်ရဟန်းဝတ်စုံအစားတရုတ်ပညာတဲ့ဝတ်စုံကိုသူကဝတ်ဆင်ပါတယ်နောက်ပြီးတော့ကွန်မြူနစ်ဝါဒနဲ့ခရစ်ယာန်ဘာသာတို့ရဲ့တူညီမှုတွေကိုလည်းရှာဖွေခဲ့ပါသေးတယ်ဒါကြောင့်ပဲဖာတာရီချီရဲ့အထိမ်းအမှတ်ဝတ်စုံကိုခြံထားတဲ့နေရာမှာတရုတ်ပညာရှိဝတ်စုံနဲ့သူ့ကိုတွေ့ရှိရတာပါဖတာရီချီကစိန်မောတက္ကသိုလ်နဲ့စိန်မောဖျားเจ้าကိုတိစောက်ခဲ့တဲ့ပုံကိုဖြစ်တာကြောင့်စိန်မောဖျားเจ้าရဲ့အောက်ထပ်မှာမြေအောက်လိုင်ကောင်းတွေတိစောက်ပြီးတော့စိန်မောတက္ကသိုလ်နဲ့ဆက်သွယ်ထားတယ်လို့ဗဇက်ရာဇဝင်တွေကလည်းပြောပြထားသေးပါတယ်။အဲ့ဒီမြေအောက်လိုင်ကောင်းနေရာတွေကိုမကာအိုကတချို့ထိပ်ပိုင်းခေါင်းဆောင်နေရာတွေကပဲဝင်ရောက်သွားလာနိုင်တယ်လို့ဆိုပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။တခြားသိချင်တာလေးရှိခဲ့ရင်လည်းကွန်မန့်မှာရေးသားခဲ့လို့ရပါတယ်။